မင်္ဂလာပါကျွန်တော် Burmese Funded Trader Education Channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် trading ဆိုတာဘာလဲဘယ်လိုလုပ်လဲဘာကြောင့်လူတွေ trading ကိုလုပ်ကြတယ်လဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် trading ဆိုတဲ့စကားလုံးတော်တော်များများကြားဘူးကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့တကယ်အစ်စ်မှန်နားလည်တဲ့သူကတော့တော်တော်လေးနည်းပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာ trading ကဘာလဲဆိုတဲ့အကြောင်းကိုကျွန်တော်အလွယ်ဆုံးနဲ့အမြန်ဆုံးနားလည်အောင်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် trading ဆိုတာဘာလဲtrading ဆိုတာကျွန်တော်ရိုးရိုးလေးပါပဲတခုခုကိုဝယ်ပြီးတန်ဖိုးတက်လာရင်ရောင်းတာဒါမှမဟုတ်တခုခုကိုတန်ဖိုးကျမယ်လို့ယူဆပြီးမှရောင်းချပြီးပြန်ဝယ်တာမျိုးပြောတာဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်ခင်ဗျပဲသီးတပိတ်တာကို1000ကျပ်နဲ့ဝယ်ပြီးတော့မှနောက်ရက်1500ကျပ်ဈေးဖြစ်သွားတဲ့အချိန်မှာရောင်းလိုက်တယ်ဆိုရင်900ကျပ်မြတ်သွားတာမျိုးပေါ့အဲ့ဒါကတော့ကျွန်တော် trading ရဲ့အခြေခံ concept ဖြစ်ပါတယ်ဒါကတော့ကျွန်တော် physical market မှာတကယ်ပဲသီးပေးပြီးအရောင်းဝယ်လုပ်တဲ့ဟာမျိုးပေါ့ဗျာ financial market မှာဆိုရင်တော့ forex ဆိုရင်ငွေကြေးstock ဆိုရင် company shares indices ဆိုရင် company အစုအဖွဲ့တွေ commodity ဆိုရင်တော့ရွှေငွေ wine စတဲ့ market တွေမှာအယောင်းဝယ်လုပ်ကြတာဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းမှာ crypto တွေအယောင်းဝယ်လုပ်ကြတာလည်းတော်တော်များများတွေ့လာရပါတယ်ကျွန်တော် trading ရဲ့ကောင်းတဲ့အချက်တစ်ခုကတော့ market က24နာရီဖွင့်တယ်ကျွန်တော် forex market ဆိုရင်တနင်္လာနေ့တောက်ကြနေညအထိတိုင်အောင်မပိတ်ဘူးအဲ့တော့ကိုယ်နဲ့အဆင်ပြေတဲ့ချိန် market session တွေကိုရွေးပြီးတော့မှကိုယ်နဲ့အဆင်ပြေတဲ့ချိန်ကိုရွေးပြီးတော့မှ trade လုပ်လို့ရတယ် internet ရှိတဲ့ဘယ်နေရာမှာဆို trade လုပ်လို့ရတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ကိုကအလုပ်လုပ်တယ်9 to 5လုပ်တဲ့လူဆိုရင်တော့ကျွန်တော် New York session တွေပါတယ်မြန်မာအချိန်နဲ့ဆိုရင်ညပိုင်းဖြစ်မှာဆိုတော့ New York session တွေပါတယ် trade လုပ်လို့ရတယ်အမှကိုကနေ့လယ်ပိုင်းအားတယ်ဆိုရင်တော့ကျွန်တော် London session မှာ trade လုပ်လို့ရပါတယ်ကျွန်တော်ဒါကတော့ global market ရဲ့အဆင်ပြေမှုတစ်ခုပဲဖြစ်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုကတော့ကျွန်တော် trader တွေဘာကြောင့် trade လုပ်ကြတယ်trader တွေ trade လုပ်ကြတဲ့အကြောင်းရင်းတော်တော်များများရှိပေမဲ့အဓိကကတော့ financial freedom ရဖို့ပဲဖြစ်ပါတယ်တချို့တော့ကျွန်တော် part time ဝင်ငွေရဖို့အတွက်လုပ်ကြတာမျိုးရှိသလိုတချို့ကြတော့လဲ full time career အနေနဲ့ပြောင်းချင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဘာလို့မဆို trading skill တစ်ခုအနေနဲ့ကြည့်ရမယ်ကျွန်တော် get rich quick scheme လိုမျိုးကြည့်လို့မရဘူးကျွန်တော်တကယ်စစ်မှန်တဲ့ trading skill ရှိမှသာလေဒီ trading financial market ကနေ consistent income ရနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်မေးခွန်းတစ်ခုက trading လုပ်ဖို့ဘာတွေလိုလဲကျွန်တော် trading စလုပ်ဖို့အတွက်ဘာကြီးကြီးမားမားဇယိမ်းမှမလိုပါဘူးကျွန်တော်တို့ line ပေါ်မှာမြင်နေရတဲ့အတိုင်း screen အကြီးတွေလည်းမလိုဘူးscreen တွေအများကြီးလည်းမလိုဘူးကျွန်တော် laptop တစ်လုံးရှိရမယ်ဒါမှမဟုတ်ကိုယ်စီမှာဖုန်းရှိရမယ် internet ရှိရမယ် training platform တစ်ခုကိုက download လုပ်ပြီးသားရှိရပါမယ်ဒါပေမဲ့ကျွန်တော်အရေးအကြီးဆုံးအချက်ကတော့ trading knowledge နဲ့ discipline ရှိဖို့ပါပဲကျွန်တော် trading chart ဖတ်တတ်ရမယ် risk management ရှိရမယ်ပြီး emotion ကိုထိန်းနိုင်ရမယ်ဒါတွေမရှိဘဲနဲ့တော့ capital ပဲရှိပြီးအရင်နည်းတွေပဲရှိရင်တော့ခင်ဗျာဘာမှလုပ်လို့ရမှာမဟုတ်ပါဘူးအဲ့တော့ good news ကတော့ကျွန်တော်ဒီ trading skill တွေအကုန်လုံးကိုကျွန်တော်လေ့လာလို့ရတယ်လွယ်ရမှာလားဆိုရင်တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အချိန်တွေတစ်ခုအတိုင်းအတာတစ်ခုပေးဆက်မယ်ဆိုတော့ဒီ trading skill တွေအကုန်လုံးပေးဆက်ပြီးမှ consistent income ရဖို့ဖြစ်နိုင်ပါတယ်ဒါဆိုရင်တော့ trading ဆိုတာဘာလဲဆိုတဲ့အခြေခံကိုကျွန်တော်နားလည်သွားပြီလို့ထင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာတော့ကျွန်တော်4 types of market အကြောင်းကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော် Burmese Funded Trader YouTube channel subscribe မလုပ်ရသေးရင်လုပ်ထားပေးပါကျွန်တော်ဒီထက်ကောင်းတဲ့ trading education content တွေအများကြီးတင်သွားပေးဖို့ရှိပါတယ် learn first manage risk prove yourself ကြည့်ရှုသူတိုင်းအားလုံးကျေးဇူးပါ